9 နာရီထိုးရတော့ station 2ရောက်ကျန်းလေးရဲ့ယူတာပြန်ဆက်နေတယ်ကျွန်တော်တို့မောင်လေးရဲ့ခြံပေါ့နော်ဆက်နေတက်ကြီးတဲ့အာလူမီကင်းနေပြီကွာ60 ကီလိုမီတာစားပါတော့မယ်60 ကီလိုမီတာလာပြီးမှစားပါတော့မယ်အလူရဲ့နှွဲစမ်းအားတို့ကနေမပါလဲမောတဲ့60ကြာလောက်ပါပြီ9နာရီတိပါဟို9ကီလိုအကျော်ပေါ့နော် first station ရောက်ခံနေပါတော်တော်မြင့်မြင့်ရောက်လာပြီဒါအောက်ကညောင်ရွှေမြင်ကွင်းမှာ running time ကတနာရီနဲ့25 first station မှာ first station နဲ့ second station ပြန်ဆင်းနေပဲเนาะဆင်းနေမပြောရဲဘူးပြန်တက်ရမှာဆိုတိနေတော့ bye bye နာရီမှာကျနောက်တစ်ထုပ်ထပ်အောင်မယ်ရှိုးလိုက်အောင်နေထွက်လာပါပြီ water station မှာ60လားမသိဘူးဟုတ်တယ်ဗျဟုတ်ဟိုနဲ့ဒီမှာခွဲဟုတ်တယ်Station 2ရောက်ဖို့2 ကီလိုမီတာလောက်ပဲလို့တော့အခုက23 ကီလိုမီတာဖြစ်နေတယ်9နာရီ6နာရီ9နာရီ10နာရီ9နာရီထိုးရတော့မယ်ကျေးဇူးတင်ပါတယ်လာကောဖုန်းကြီးကြောင်း CP2 ပေါ့နော် Station 2ရောက်ပြီ Station 2မှာပျော်ဝဲလာထွက်တော့ပဲအစိဆန်နေရှိရယ်ရားလုံးနေရှိရယ်ပြောတည်ရှိရယ်တပြည့်6တွေရှိတယ်အသုံးမဲဒီနေရာပျော်ဖို့ကောင်းဆုံးပဲနော်ဟိုမှာလိမ္မော်သေးရှိတယ်ရှမ်းမလေးရှိတယ် CP2 အကျော် CP3 ကိုဘုံကဆင်းရွယ်နော်ဒါတော့နည်းနည်းတတိထားတယ်ဟန်ချက်ပြတ်မှာဆိုခဲရရှိတယ်နော်အဲ့ခဲလေးကိုဖုံနေတော့မြင်ရလမ်းလေးကြည့်ရတောင်ကြရဆင်းတဲ့လမ်းလေးနဲ့တူပါတယ်နည်းနည်းတော့တတိထားရတယ်ပေါ့နော်ဆင်းအောင်ပြေးမှာဆိုလို့နော်ညားရပါတော့60တမျိုးလေးပဲရောက်တော့မယ်လမ်းလေးပေါ့60လူလဲနဲလူလဲပြတ်တယ်ပေါ့နော်ပြီးတော့လမ်းကလည်းနည်းနည်းမှားနိုင်ခြင်းများတယ်ဗျာတယောက်တည်းဆိုဟိုအစင်မပြေအောင်ပြေးတော့ပါတယ်တယောက်တည်းဆက်ဆိုင်အဖွဲနဲ့ကိုစင်ပြေတော့မှားလဲအဖွဲလိုက်ကြီးဆိုတော့ပျော်စရာကြီးပေါ့နော်ညီငယ်တို့ပြောချင်တာကတော့ထွေးပြေးပြီဆိုရင်အဖြူထက်အကျန်းလေးပဲယူပါလို့ညားလေးကလည်းနည်းနည်းခတ်တယ်နော်လမ်းလည်းကျင်းတယ်လမ်းလည်းမညီဘူးတကယ်သတိထားပြီးဆင်းရမယ့်နေရာပါဟုတ်တယ်အိမ်သာပြန်စစ်နေတာကျွန်တော်တို့ပြန်စစ်နေတာအိမ်သာဘယ်လောက်လောက်ထားလဲဆိုတာကိုအဲ့လမ်းမှာတွေ့ရတဲ့မောင်လေးတွေရဲ့ခြံပေါ့နော်ဟိုမောင်လေးကညိုကြောလေးတဲ့ရှင်းတော့ကိုဒုက္ခကိုခံကိုဆန်ကိုခံပြီးတော့ဒုက္ခခံနေတဲ့လူတွေကိုကလေးတွေကအားပေးနှုတ်ဆက်နေတာဖြစ်ပါတယ်မြန်မာလူကောင်းကောင်းပြောတတ်ပါတယ် CP3 ကနေ4ပြန်တက်တာပေါ့ခုန CP2 ဖုန်းကြောင်းပြန်သွားနေရလမ်းပါတော့အတက်ကြီးပဲ9 ကီလိုလောက်တက်ရပါပါ60ပါပဲဒါမျိုးလမ်းလေးပါပါနော်အလူမီကင်းပြင်းနေပြီကွာဟို station 4ပေါ့နော်48 ကီလိုမီတာနဲ့ကျွန်တော်ပြန်ဆင်းလာပါပြီဟို drop back မှာလည်းအင်ဂျီပဲလဲပြီးပါပြီပေါ့နော်ဘီယာ station ရောက်နေတာပါချီရကိုချီရ yes ဘီယာ station ရောက်နေတာပါဒီ station ကဘီယာလည်းတိုက်တယ်ဒီမှာအငီးတွေလည်းရှိရနော်ကိုကသွားပြီနော်ကျော်ကလေး60အဲထရာကြီး3ယောက်ဖြစ်ပါတယ်ခင်ဗျာကဲ60ရတော့အောင်မြင်သွားပြီးသွားပါပြီ။နိုင်လည်းအကုန်သွားပါပြီ။အခုမဒယ်နဲ့ finisher D နဲ့သွားထုတ်ပါပါ။ဆိုင်နော် Yes ကဲဟိုပြရည်လာဆင်းမပတိရင်သွားတယ်။ဒီပါသေးလေးတောင်